မနစ်ကတော့ရှိရဲ့ Vivo H900 အထွာနဲ့ဒီနေ့ထွက်နောက်ဆုံးပေါ် Vivo H300 အထွာဘာတွေပြောင်းလဲသွားမလဲလိုက်ကြည့်အောင်ပထမဦးဆုံးနောက်ဆုံးပေါ် Android ကြီးဖြစ်တဲ့ Vivo H300 အထွာအကြောင်းလေးနည်းနည်းပြပြမယ်ဒီဇိုင်းပိုင်းမှာတော့ Vivo H900 အထွာနဲ့ပြောင်းလဲသွားတာမျိုးတော့တိတ်မရှိဘူး SoC အနေနဲ့ကတော့ Snapdragon 8 Generation 5ကိုသုံးပေးထားတယ်Silicon ကောင်ပေါ်မှာထွေမျိုးစားကိုသုံးပေးထားပြီးတော့6600 mAh ဘက်ထရီပါတယ် Camera image အတွက်ကိုလည်း Vivo ရဲ့ VS1 Plus chip ကိုသုံးပေးထားသေးတယ် Vivo ရဲ့ Flagship Ultra မင်းသားကြီးထဲမှာပထမဦးဆုံး 1448Z ကိုစတင်အသုံးပြုခဲ့တဲ့ device ကြီးလည်းဖြစ်တယ်144 screen refresh rate ကြီးနဲ့တကယ် touch ထိရတာဆွဲရတာလည်းတော်တော်ကြီးကို smooth ဖြစ်ပါတယ်Vivo H900 အထွာနဲ့မတူပဲပြောင်းလဲသွားတဲ့တစ်ချက်မှာ flat display ဖြစ်သွားတာကြီးကိုတော့တော်တော်ကြီးကိုအားရတယ်။မှန်ပွဲကက်ရတယ်လုံးဝအလုံးမရှုပ်တော့ဘူး။အားလုံးသိချင်ကြမယ်ကင်မရာပိုင်း Vivo H300 အထွာရဲ့ကင်မရာပိုင်းကတော့တော်တော်ကြီးကို next level ရောက်နေတယ်လို့ပြောလို့ရတယ်။ size နဲ့ပူပေါင်း color လုပ်ထားတဲ့အတွက်ကင်မရာပိုင်းကတော်တော်ကြီးကိုမိုက်တယ်။ပုံရိုက်ပြီးတော့ပြန်ထွက်လာတဲ့ result မှာလည်းပြန်လည်ပြင်ပြီးတဲ့ AI feature လေးတွေပါတယ်။ Vivo ရဲ့ 8 series flagship တွေကတော့ကင်မရာပိုင်းမှာတော့တော်တော်ကြီးကိုကျန်းပြီးတော့ကင်မရာပိုင်းနဲ့ရေပန်းစားတဲ့ကောင်တွေဖြစ်ပါတယ်။အဲဒါကြောင့်မလို့လဲဒီကောင်ရဲ့ကင်မရာပိုင်းမှာ detail တွေတော်တော်ကြီးကိုကျန်းတယ်ဗျာ။ဒီကောင်ရဲ့ဈေးတန်းအခုချိန်မှာ350ကျော်မှရှိပါတယ်။နောက်ထပ်ကတော့မနစ်ကထွက်ရှိခဲ့တဲ့ Vivo H900 အထွာလေးပဲဖြစ်ပါတယ်။ Vivo H900 အထွာမှာသုံးထားတဲ့ SoC က Snapdragon 8 လေးကိုသုံးပေးထားတယ်။ဘက်ထရီပိုင်းမှာလည်း6000 mAh ဘက်ထရီပါလို့တော်တော်ကြီးကိုအားခံနေရလို့ပြောလို့ရတယ်။ Camera image အတွက်ကို Vivo ရဲ့ Dual chip ဖြစ်တဲ့ VS1 and V3 Plus chip ကိုထည့်ပေးထားတယ်။ဒီကောင်ရဲ့ screen refresh rate ကတော့ 120Hz ထိပဲရပါတယ်။ 120Hz နဲ့လည်းကောင်းကောင်းကြီးကို smooth ဖြစ်ဖြစ်အသုံးပြုနိုင်ပါတယ်။ Vivo H900 အထွာရဲ့ကင်မရာပိုင်းကိုယခုချိန်ထိကိုလိုက်မမီသေးတဲ့ flash တွေလည်းရှိပါသေးတယ်။ Vivo H900 အထွာကင်မရာပိုင်းမှာတော်တော်ကြီးကိုကျန်းပြီးတော့နာမည်ရတဲ့ကောင်လည်းဖြစ်ပါတယ်။ Vivo H900 အထွာရဲ့ portrait မှုတွေဆိုရင်လည်းယခုချိန်ထိကိုလူကြိုက်များပြီးအသေးဆွဲနေတော့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီကောင်ရဲ့ဈေးတန်းယခုချိန်မှာဝယ်လို့တန်နေပါပြီ။ဒီကောင်ရဲ့ဈေးတန်းအခုချိန်မှာ340တောင်မပြည့်တော့ပါဘူး။ Vivo H900 အထွာကျွန်တော်တို့စီမှာယခုချိန်ထိကို parking နေရစ install ရှိပါတယ်။စိုင်လေးစားလေးကမဲလေးမျိုးပါပဲတရှိပြီးတော့26-28လမ်းကြား82လမ်းမှာပေါ်ရှိ Twelve Flower Mobile မှာဖြစ်ပါတယ်။ကျွန်တော်တင်ဆက်ပြရလေးကိုကြိုက်ပါကကျွန်တော်တို့ TikTok ကောက်လေးကို follow လေးနေခဲ့ဖို့တောင်းဆိုချင်ပါတယ်။အားလုံး bye bye